အရေးသားတွတ်တွတ်လက်လက်ဟောရာကြွကြွနဲ့မူရင်းစာရေးသူရဲ့ဝိညာဉ်ကိုစာဖတ်သူရဲ့နှလုံးသားထဲအရောက်ပို့ပေးနိုင်တဲ့စာအုပ်တအုပ်ဆိုရင်မိတ်ဆွေစိတ်ဝင်စားသလားဒီစာအုပ်ဟာပြင်ဆင်လက်သရုပ်မှန် Magical Realism စာပေရဲ့ဘိုးရည်ကြီး Gabriel Garcia Marquez ရဲ့ကဘာကျော်လက်ရာတအုပ်ဒီစာအုပ်ဟာမာကေးကိုစာပေနိုဘယ်ဆုရရှိစေခဲ့တဲ့မှတ်တိုင်တစ်ခုဒီစာအုပ်ဟာကမ္ဘာအကောင်းဆုံးဝတ္ထုတရားစာအုပ်အညွှန်းစရုံးဝင်ဖြစ်တဲ့အရေးအသားစမ်းကြယ်တယ်လို့ကမ္ဘာကအသိမှတ်ပြုထားတဲ့စာအုပ်ကိုစာရေးဆရာတင့်လူကစိတ်နှစ်ကိုနှစ်ပြီးရက်ပေါင်း60ကြာမနာတဲ့ဇက်တိုက်ပြန်ဆိုပြီးချိန်မှာတော့စာဖတ်သူကကမ္ဘာကျော်လက်တင်အမေရိကစာရေးဆရာကြီးတဘွာလုံးသာယင်းနှိမ့်မြုပ်နှံထားတဲ့ဝတ္ထုကိုဖတ်ခွင့်ရပြီပဲဖြစ်ပါတယ်ဇိတ်ကအကျယ်ကြီးဇက်ဆောင်ကလည်းမနှဲဘူးဒါအပြင်ဂမ်ဘီယာဆန်တဲ့ဖြစ်ရက်တွေလှိုးဝက်စမ်းကျယ်ဇလန်းနဲ့ထူးထူးဆန်းဆန်းဇက်ကောင်တွေထဲမှာစာဖတ်သူနှမျောသွားလိမ့်မယ်ဝတ္ထုထဲနှမျောသွားလိမ့်မယ်တိသိက်ကဝတ္ထုထဲမှာပဲဝဲနေပြီးပြင်ပလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားလိမ့်မယ်လို့အာမခံတယ်ပြောရရင်ဒီဝတ္ထုကအဲ့ထက်ပိုကောင်းတယ်ဒါကြောင့်ဒီစာအုပ်ကဘာစာအုပ်လဲဆိုတာမိတ်ဆွေစိတ်ဝင်စားနေပြီလားဒီစာအုပ်ကတော့စာရေးဆရာတင့်လူဘာသာပြန်ရေးဖွဲ့ထားတဲ့ဝေးလွန်ကွင်းကွာနှစ်တရားဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ကဲဒါကြောင့်ဒီစာအုပ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့မိတ်ဆွေလည်းစာရေးဆရာတင့်လူရေးသားထားတဲ့ဝေးလွန်ကွင်းကွာနှစ်တရားဆိုတဲ့စာအုပ်လေးကိုဝယ်ယူဖတ်ရှုလိုက်ပါလို့အကြံပေးလိုက်ပါတယ် recommend ပေးပါတယ်ဖတ်လဲဖတ်သင့်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဘယ်လိုမျိုးစာအုပ်ကောင်းတွေဘယ်လိုမျိုးစာအုပ်တွေကို review ပေးသွားမလဲဆိုတာကိုကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးစောင့်ကြည့်အားပေးကြပါအောင်လို့အထူးမေတ္တာရက်ခံပါတယ်ခင်ဗျာ